အာဆင်နယ်အသင်းဟာသူတို့ပြစ်မှတ်ထားနေတဲ့ Leipzig အသင်းရဲ့တိုက်စစ်မှု Benjamin Sesko ကိုခေါ်ယူနိုင်ဖို့အတွက်ကစားသမားရဲ့အေဂျင့်ဖြစ်သူနဲ့လျှို့ဝှက်ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အာဆင်နယ်ဟာ Sesko ကိုကာလရှည်စောင့်ကြည့်မှုတွေပြုလုပ်ခဲ့ပြီးပေါင်တန်း80လောက်ပေးပြီးခေါ်ယူခြင်းနေတာလို့လည်းဆိုပါတယ်။ Leipzig အသင်းဟာလာမယ့်နှစ်ဘောလုံးရာသီမှာချန်ပီယံလိဝင်ခွင့်နဲ့လွဲချော်ခဲ့တာကြောင့်ဗန်နာရေးချင်တွေရကစားသမားကိုရောင်းထုတ်ပွဲရှိနေပြီးSesko ရဲ့အေဂျင့်ဖြစ်သူကတော့အာဆင်နယ်ကိုပြောင်းရွှေ့စေချင်နေခဲ့တာဖြစ်ပါတယ်။ကစားသမားကိုယ်တိုင်ကလည်းအာဆင်နယ်နဲ့အတူချန်ပီယံလိမှာပါဝင်ရှင်ပြိုင်ဖို့ဆန္ဒရှိနေပြီးနီးပြအာဒီဒါလက်အောက်မှာကစားချင်နေတယ်လို့အေဂျင့်ဖြစ်သူမာဆယ်ရှက်ဖာကဆိုပါတယ်။အာဆင်နယ်အနေနဲ့လာမယ့်အပြောင်းရွှေ့မှာSesko ကိုရခေါ်ယူနိုင်ဖို့အတွက်ကြိုးစားနေပြီးရာသီသစ်အတွက်ပထမဆုံးကစားသမားခေါ်ယူမှုလည်းဖြစ်လာနိုင်ပါတယ်။အသက်22နှစ်အရွယ်စလိုဗေးနီးယားတိုက်စစ်မှုဟာ2023ခုနှစ်မှာ Leipzig အသင်းကိုစတင်ရောက်ရှိခဲ့ပြီးအသင်းနဲ့အတူပြိုင်ပွဲစုံ88ပွဲပါဝင်ကစားပေးထားက39ဂိုးသွင်းယူပေးထားသူဖြစ်ပါတယ်ခင်ဗျာ။